အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကကြတော့တရားမမှုတွေဆွဲဆိုတဲ့အခါမှာမိတ်ဆွေတို့တွေကမိမိဆွဲဆိုတဲ့အမှုအပေါ်မှာတရားရုံးတော်ကိုပေါ့နော်ရုံးခွန်ဘယ်လောက်ထမ်းဆောင်ရမလဲအမှုတန်ဖို့ဘယ်ပမာဏမှာရုံးခွန်တော်အနေနဲ့ဘယ်လောက်ပမာဏထမ်းဆောင်ရမလဲဆိုတာကိုဒီဗီဒီယိုလေးကနေပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်2014ခုနှစ်နဲ့2025ခုနှစ်မှာပေါ့နော်ရုံးကုန်အဥပဒေကိုပြင်ဆင်လိုက်တာရှိတယ်။အဲ့လိုပြင်ဆင်တဲ့အထဲမှာဆိုလို့ရှိရင်ငွေကျပ်သိန်း1000အထိဆိုလို့ရှိရင်သူကအဲ့ဒီငွေကျပ်သိန်း1000အပေါ်မှာ 0.5 ရာခိုင်နှုန်းရုံးကုန်ပေါ့နော်နိုင်ငံတော်ကိုထမ်းဆောင်ရပါမယ်။ဒါအပြင်မိမိဆွဲဆိုတဲ့အမှုတန်ဖိုးကမိမိဆွဲဆိုတဲ့အမှုတန်ဖိုးကသိန်း1000ကနေပြီးတော့သိန်း1000အထိဆိုပါကပုံတေရုံးကွန်10သိန်းထမ်းဆောင်ရပါမယ်ရှင်သိန်း1000အထက်ကနေပြီးတော့သိန်း3000အထိအမှုတန်ဖိုးရှိခဲ့တယ်ဆိုလို့ရှိရင်တော့ပုံတေရုံးကွန်တော့ငွေကျပ်15သိန်းထမ်းဆောင်ရပါမယ်ရှင်မိမိဆွဲဆိုတဲ့အမှုဟာသိန်း3000အထက်ဆိုလို့ရှိရင်တော့ပုံတေရုံးကိုသိန်း30တီတီကိုထမ်းဆောင်ရမှာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့တရားမမှုဆွဲဆိုတဲ့အခါမှာမိမိဆွဲဆိုတဲ့အမှုတန်ဖိုးပုံမူတည်ပြီးတော့ရုံးကွန်ဘလောက်ထမ်းဆောင်ရမလဲဆိုတာကိုမျှဝေပေးတာဖြစ်ပါတယ်ရှင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်